ရှင်ဘရင်ဆိုတာစန္ဒာရှိရာကိုပြောနိုင်တဲ့နေရာလို့ကျွန်တော်ထင်ခဲ့တယ်။နင်းနင်းချက်ချက်အိပ်ပါခင်ဖုံးသက်ဝေးအဖိုးတန်ကျဲလေးတစ်လုံးကျွန်တော်ထွန်ထားရစ်ခဲ့ပါတယ်။မျက်စောင်းတွေနဲ့ပလင်တော်မပျော်ပဲရှီပြနေတဲ့တိမ်တအုပ်၊ဗျိုင်းတအုပ်မြူတအုပ်ဆေးပြေစာတင်မောကြီးတွေကမြစ်လယ်မှာတရွေ့ရွေ့ပြန်တွေးကြဖို့အစီအစဉ်သည်ရှိ၏မရှိ၏ဘာမှမရခဲ့ပါဘူးဘာမှမရခဲ့လို့သာကြပြဆရာဖြစ်နေတာလေတခုခုရလိုက်ဖူးရင်တခြားလူဖြစ်သွားတော့မှာပေါ့ခင်ဖုံးသက်ဝေးရဲ့အဲ့ဒီလိုနဲ့ပဲကိုပန်းပွင့်ကိုရက်လို့တိုက်ဗီဒါပင်လေးမိုင်းမိုင်မဲမဲထွက်ခွာသွားပါပြီဒါမှနဲ့စဉ်အဲ့ဒီလမ်းမှာခင်းထားပါသလဲမြက်ကလက်မခံတော့ရင်ကမ်းမှာတင်မယ်ဘယ်ကမ်းမှာလက်မခံတော့ရင်ရောတဲ့တောင်ပင်လေကိုမျောလို့ပန်းသုံးပွင့်သာလှူပေးကွယ်တလဲသီးတွေဝယ်ရင်းနဲ့မှလေးတက်ကြီးဖျားကခိုးရီတိတ်နှွဲတတ်ကြတာသိတယ်မုန်းတရားကြီးနော်ခင်ဖုံးသက်ဝေးဒီအကြောင်း Trent နဲ့ Mr. Shi ကို Miss Call ပို့မယ်အချစ်ထက်ဒေါ်လာဈေးတွေကျော်လာကြောင်းမနစ်ကတမပင်ရိတ်ကိုပဲမဟုတ်လားညာသားလေးရောင်းတဲ့ရခိုင်မုံတီးတဲ့ရီရတယ်နော်ခင်ဖုံးသက်ဝေးကျွန်တော်ကလည်းကျွန်တော်ပါပဲတိမ်မြင်မြင်တောင်မြင်မြင်ခင်ဖုံးသက်ဝေးကိုပဲတိုင်ပင်ချင်နေမိတယ်ကန်နာလန်းကိုပြန်လာပဲကောင်းပါပါလှိုင်းစကားလေစကားမှာကျွန်တော်လွမ်းကြောင်းကြားပါရဲ့လားခင်ဖုံးသက်ဝေး